မင်္ဂလာပါရှင်အခုဗီဒီယိုကြည့်နေတဲ့သူတွေမှာအင်တန်ရှစ်လုပ်ရင်းနဲ့လာစာလဲရပညာလဲရအလုံးလုံးရှင်တဲ့သူတွေရှိလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားဖို့လို့ရနော်မမီတို့ရှိမှာအင်တန်ရှစ်အလုပ်တင်တဲ့ဝန်ထမ်းမိန်းကလေးတွေအများကြီးတွေခေါ်ယူနေပါတယ်ရှင်ပညာရေးရှင်ဘာတွေလို့လဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးကိုဆက်ကြည့်သွားပေးမယ်နော်ပညာရေးရှင်ကဘာတွေလို့အပ်လဲဆိုလို့ရှိရင်စနစ်သစ်ဆိုလို့ရှိရင်12တန်းဖြစ်ရမယ်စနစ်ဟောင်းဆိုလို့ရှိရင်10တန်းဖြစ်ရပါမယ်ရှင်ကျောင်းဆက်တက်မဲ့အဝေးသင်ညီမလေးတွေလည်းခြောက်ထားနိုင်ပါတယ်ရှင်ကွန်ပျူတာကတော့လုံးဝမတက်လည်းရပါတယ်ရှင်0ဖြစ်လည်းရတယ်ပေါ့နော်အင်္ဂလိပ်စာကတော့အရှိကန်ရှိမှရပါမယ်အင်္ဂလိပ်စာကိုအရှိကန်ပိုင်နိုင်လေးရှိဖို့လိုအပ်ပါတယ်ရှင်ဒီနေ့ကာလာတွင်းမှာမမေတို့ကလာစာမှာပေးထားသေးရဲ့နော်လာစာက basic လာစာကို training ကာလမှာ3သိန်းခွဲပေးထားပါတယ်ရှင် training ကာလပြီးသွားတဲ့ခါကျရင် basic လာစာ4သိန်းရက်မှန်ကြီးတွေအားသားလောက်ကနေပေါင်းရင်တော့5သိန်းထက်လောက်ရတယ်ရှင်စိတ်ဝင်စားလို့ခြောက်ထားခြင်းနဲ့ဆိုရင်မမေရဲ့ Viber ဖုန်းနံပါတ်လေးကိုစီဖောင်းလေးပေးပို့ပေးပါရှင်လူကိုယ်တိုင်လာခြောက်ထားခြင်းနဲ့ဆိုလို့ရှိရင်ရန်ကုန်လှိုင်သာယာ BOC ရွှေကန်းသာအိမ်ယာထဲက40ခွန်ဘလောက်အမှတ်6လမ်းပန်နာရုံးတို့လူကိုယ်တိုင်လာခြောက်ထားနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်